ပြီးခဲ့တဲ့ဘက်ကကားတွေပြုံပြီးကြလာတာလည်းဆက်မပြီးဖြစ်သွားတယ် ဘာဖြစ်ဖြစ်မင်းစီကကားရအောင်ငါပဲစားလို့လုပ်ပြီးတယ်ဘာစိတ်ဝင်ရှိ လောက်ကတော့စိတ်မပူပါဘူးဟိုအရင်ရောအခုလောလောကအမြဲတမ်းနေနေတာ မင်းကလောကိစ္စကိုစိတ်မပူဘူးမင်းကဘာစိတ်နဲ့ကြည့်ရှိလဲ အမေကြောင့်ပါအမေကဟိုလူဆိုချင်းနေပူလာ ဟုတ်မင်းတွေတော်တော်နေမကောင်းဖြစ်နေ လူနေမကောင်းတာနဲ့စိတ်နေမကောင်းတာပါအမေကကိုတလောအမျိုးချိပါလက်ပါတော့ဖြစ်ကုန်တာပါခုနေ့ရောက်ဆိုလို့ရှိရင်ဟိုစစ်လို့ပြီးတော့အညို့စပင်ဆွဲပြီးတော့တက်ပြစ်မယ်လို့ချင်းချောက်တာအမင်းဝင်တားလိုက်ရတယ် အဲ့လိုဒီတော့ဟိုကောင်းကိုရပါ ။မဟုတ်ဘဲနဲ့ပြောမလားပါ။မလည်းညို့တနာတယ်ပါ။အမေကိုလည်းအဲ့လိုတွေမဖြစ်စေချင်ဘူး။အမေမသိစိတ်တွေကအညို့မုန်းနေတာမုန်းတရားတွေကခုမှဖွင့်ထွက်လာတာများလာတော့မလည်းတွေးနေတယ်ပါ အန်ဒီကရင်အောင်ဟုတ်ပါတင်မတစိတ်ထားနေတယ်စိတ်ဟောင်းနေတယ်ဘာလို့တလောက်တော့လဲဆိုတော့ ။ဒီပါ။ငါအညို့ဘယ်လောက်ထိချင်လဲမင်းသိစရာ။လူတွေကအညို့မောက်မာတွေလမ်းလမ်းတွေလို့ကြတယ်။တကယ်တော့အညို့ကအမေကိုဘယ်တော့မှသိခံပြီးပါ။အမျက်နှာကြောင့်အညို့ကတီးခံပြီးနေတာများတော့အားနာနေစိတ်သူ့ကိုပြီးတော့ချင်းတယ်။ငါချစ်တယ်လို့အမေလည်းအညို့ချစ်ဘယ်တော့မှကောင်းနိုင်ဘူး ညှိုးရဲစရိုက်နဲ့အန်ဒီပေါ်တီးခံပေးနိုင်တယ်ဆိုတော့အောင်စရာမင်းပြောပေါ်ရဆိုအညှိုးကတခြားသူတယောက်လိုတောင်းလိုက်တော့ဆိုတော့ဟုတ်ပါ ။ဘာလို့လဲစိတ်မကောင်းဖြစ်တာလဲ။လူတွေကသူ့လုပ်ပေးနေတာကိုအသိမှမပြုဘူး။မကောင်းတဲ့အပြင်လည်းသူ့နေကြတာ။မျိုးတော့စိတ်ထဲမှာဆောင်းပြောပါတော့။ဒါပေမဲ့အမေနဲ့အတူရဲ့ကိစ္စကိုတွေးလိုက်တယ်။မရှင်က မင်းကတဲ့ဘာလို့သူများပြောသမျှစိတ်ထဲထည့်အလကားနေစိတ်တော့ဝါမင်းအမျိုးကြောင်းနေဆိုပြီးတော့ဒါလည်းမီးမရှိဘဲနဲ့မီးကုန်းမထွက်ဘူးဆိုတဲ့စကားကိုမကြောက်အနည်းဆုံးတော့မီးကုန်းမီးပဲရတာလဲဆိုတဲ့တိထားမမှားဘူးပေါ့ ပြမနေပြီလားထား ပင်တော့ပင်မနာပါရင်မုံရဲ့ဒါပေမဲ့လူတွေကအများကြီးအားပေးကြတော့မောကကောင်းမနော်သိတော့ အရေးတဲ့အညှို့ကြောင့်ပွဲပြတ်တော်မလို့ကိုနေရာကိုမနေပဲနဲ့ဘာလာရှုံလဲမသိ ကြည့်ရတာအညို့ကရမုံသူ့ဆိုင်ပြန်ခေါ်ချင်တယ်တူတယ်ဘူးရမုံသွားချင်တော့တော့ထောက်အောင်မလားလို့